မိမိအခြေဥစကားအတွက် Miss Grand Final မှာပြိုင်ခဲ့တဲ့ဝတ်စုံကိုပြန်လည်ဝတ်ဆင်ပြီးရိုက်ကူးနေတဲ့တဲတဲလက်စုငင်းခေါ်တဲတဲလေးဟာ Miss Grand International ပြိုင်ပွဲပြီးမှ crown ပြန်အပြီးချိန်မှစပြီးဒီကနေ့အထိအမှုပညာအလုပ်တွေစက်တိုက်မရက်မနာလုပ်နေခဲ့တာဖြစ်ပါတယ်။သူမဟာအသက်ငယ်သလောက်တက်မြတ်ရည်ချင်းရှိတဲ့ Mr. ဦးဖြစ်တဲ့အပြင်ရုပ်တင်ဇာတ်ကားကြီးတွေကိုလက်ရှိလက်ခံရိုက်ကူးနေတဲ့မင်းသမီးလေးတစ်လက်ဖြစ်လာနေပါပြီ။လက်ရှိမှာလည်းမိမိအခြေဦးဇာတ်ကားကြီးမှာမင်းသမီးမီမီကိုကိုနဲ့အမေနဲ့သမီးစရုပ်နေရာမှာတရုပ်ဆောင်နေတာဖြစ်ပြီးဇက်ဝင်ခန်းတစ်ခုကတော့လူတွေစိတ်ဝင်စားလို့နေပါပြီ။ Miss Grand International ပြိုင်ပွဲမှာလူတိုင်းနဲ့ချိုက်ခဲ့တဲ့ပြိုင်ပွဲဝင်ဝစ်ဆောင်လေးနဲ့ဇလန်းမှာကတ်ဝေါ်အတွက်ပြန်လည်ရိုက်ကူးနေတာဖြစ်ပေမဲ့ပိုပြီးလာပကျော်ရှင်းနေတဲ့တဲတဲဇလက်ဖြူလေးကိုတွေ့ရမှာဖြစ်ပါတယ်။သပင်ပြင်ဆင်မှုပုံစံ make up look ပြောစရာမရှိအောင်လိုက်ဖက်နေပြီးတဲတဲလေးရဲ့အလှကိုမြင်တွေ့ကြရတာဖြစ်ပါတယ်။တဲတဲဟာ Miss လောကမှာနိုင်ငံတကာကအရေးတယူစောင့်ကြည့်ခံရတဲ့သူလေးတစ်ဦးဖြစ်ပြီးဒီနေ့အထိသူမလေးဟာလောက်ရက်တွေနဲ့သာဆက်လက်ပြီးသူမရဲ့ performance ကိုချပြနေမဲ့သူလို့ထင်မြင်မိပါတယ်။လီလီဆက်ပရိသတ်ကြီးတို့ရောတဲတဲလေးရဲ့ဇာတ်ကားကိုကြည့်ကျင်နေကြပြီလားခင်ဗျာ။